မင်္ဂလာပါဗျာဒါကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကသင်ခဲ့တဲ့ကြောက်လေးပေါ့ဗျာကျွန်တော်ဒီနေ့ရတော့ကျွန်တော်တို့တစ်ချက်ဖြတ်ပြီးသွားတဲ့အနေထားအတွင်းသားလေးတစ်ချက်ကြည့်ရအောင်ဗျာဒါလေးကတော့ကျွန်တော်တို့ဒီမဖြတ်ထားတဲ့ဘက်ကမီးထိုးတဲ့အနေထားပေါ့ဗျာကျွန်တော်ဒါဖြတ်ထားတဲ့ဟာလေးလက်ကြည့်အောင်ဗျာကျွန်တော်အတူတူတော့ဒီအပဲ့မှာပါတဲ့အကာလေးတိုင်းပဲဒီပေါ်မှာလည်းအကာလေးပါတယ်เนาะဖြတ်တဲ့အနေထားမှာဟောဒီပေါ်မှာရတော့ကြောက်သားလေးကပေါ်နေပေါ့ဗျာမဲညို့နော်အိုးတော်တော်ကြီးကိုလှတယ်ဗျာအောင်နေပေါ့ဗျာဘာမှအပြစ်ပြောရစရာမရှိဘူးဗျာလုံးဝကိုအပွင့်ပယ်ကြီးကိုရနိုင်တဲ့အနေထားပေါ့ဗျာတကယ်အကြီးဆိုမှအကြီးဗျာလုံးဝအကိတ်ကြီးပေါ့ဗျာဒါကတော့မီးထိုးတဲ့အနေထားလေးပေါ့ဗျာဒါတော့ကျွန်တော်နေ့ကင်းအလင်းထဲမှာပဲကျွန်တော်မီးထိုးပြထားတယ်ပေါ့ဗျာတော်တော်ကြီးကိုလှတယ်ဗျာအပြစ်ပြောရစရာဘာမှမရှိဘူးပေါ့ဗျာအပြစ်ပြောရစရာတခုကဒီကောင်လေးကကြောက်မဟုတ်တာပဲဗျဒီကောင်လေးကဘာလဲဆိုလို့ရှင်ကျွန်တော်တို့မားစားမော်ဘက်ကရခဲ့တဲ့ပထော့လေးပေါ့ဗျာပထော့လေးကတော်တော်ကြီးကိုလှတယ်ဗျဒီမှာဗျာကြည့်တယ်အနာလေးဆိုလည်းဒီဘက်ဘေးကိုပဲသွားတယ်ဒီနားလေးတစ်ကြောင်ဒီနားတစ်ကြောင်အနာလေး၃ကြောင်ပေါ့ဗျာဒီ၃ကြောင်လေးပဲဟိုဘက်ကလာဆိုလို့ရှင်လုံးဝပယ်ကြီးဗျာတကယ်ကြောက်စစ်စစ်တာဖြစ်လိုက်မယ်ဆိုလို့ရှင်တော့တကယ်ကိုပွားပြီပေါ့ဗျာကဲကျွန်တော်ညီကိုမိတ်ဆွေမောင်နှမတွေလည်းအသွေးပညာအသိပညာတစ်ခုရမယ်လို့တော့ယုံကြည်ရပေါ့ဗျာတော်တော်ကြီးကိုလှတဲ့အနေထားမှာဗျာဒါအမတ်တရအနေနဲ့ဒီတိုင်းတင်းထားရုံပဲရှိတော့မှာပေါ့ဗျာဘာပဲဆိုဗျာတကယ်နှမျောစရာကောင်းတယ်ဗျာတကယ်ကြောက်တာဖြစ်လိုက်လို့တော့ဗျာဘာမှပြောရစရာမရှိဘူးပေါ့ဒီနေ့တော့ဒါမျိုးကြောက်စစ်စစ်နဲ့ကြောက်ကောင်းလေးပိုင်ဆိုင်နိုင်ဖို့မျှော်လင့်နေဗျာ